္ဂလာပါရှင်။တနင်္လာရီတိုင်းသတင်းဌာနမနက်ခင်းသတင်းအစီအစဉ်ရဲ့မေလ10ရက်နေ့အတွက်နောက်ဆုံးရသတင်းတွေကိုပြပြပေးမှာဖြစ်ပါတယ်ရှင်။တနင်္လာရီတိုင်းသတင်းဌာနရဲ့မနက်ခင်းသတင်းအစီအစဉ်ကိုအပတ်စဉ်တနင်္လာနေ့ကနေတောက်ကြနေ့အထိပုံမှန်တင်ဆက်ပေးသွားပါမယ်ရှင်။ထိုင်းမြန်မာနယ်စပ်မြို့ပေါ်ကထီခီနယ်စပ်စခန်းကိုတော်လိုင်းရင်တပ်တွေကတိုက်ခိုက်နေတာကြောင့်စစ်ကောင်စီတပ်သားနဲ့ရဲတွေအခုလောက်ပထမပတ်မှာထိုင်းနိုင်ငံထဲကိုထွက်ပြေးခဲ့တယ်လို့သိရပါတယ်။ထီခီစခန်းကနေထွက်ပြေးတဲ့စစ်ကောင်စီတပ်သားနဲ့ရဲ30ကျော်လောက်အထိရှိပြီးထိုင်းအာဏာပိုင်တွေကအဲ့ဒီစစ်ကောင်စီတပ်သားတွေနဲ့ရဲတွေကိုဖမ်းဆီးထားတယ်လို့သိရပါတယ်။ပြီးခဲ့တဲ့လကထိုင်းနိုင်ငံနယ်စပ်အနီးကထီထဗျူဟာကိုတိုက်ခိုက်သိမ်းပိုက်ပြီးနောက်ထီခီနယ်စပ်စခန်းကိုပါထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပြီးလက်ရှိအချိန်ထိလည်းတိုက်ပွဲပြင်းထန်နေဆဲဖြစ်တယ်လို့ဒေသခံတွေကဆိုပါတယ်။လူဝဲမျိုးအဝင်ကပေါက်တိုင်းတရားကိုမနေ့ကမနက်အစောပိုင်းမှာတော်လိုင်းရေးတပ်တွေကလာရောက်ပစ်ခတ်ခဲ့တာကြောင့်တနအီနီးပါးအကြာနှစ်ဖက်ပစ်ခတ်မှုဖြစ်ပွားခဲ့ပါတယ်။ပစ်ခတ်မှုဖြစ်ပွားပြီးနောက်မှာလဲရှမ်းမတွင်ရွာဘက်ကိုလက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့တာကြောင့်ရွာတွေကကလေးငယ်တဦးသိဆုံးပြီးတဦးဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ဒါအပြင်စစ်ကောင်စီတပ်ဘက်ကမြို့အဝင်တရားကိုလည်းမနေ့ကမနက်ပိုင်းမှာနေတဝက်ပိတ်ထားခဲ့ပြီးမွန်းလွဲပိုင်းမှာပြန်ဖွင့်ပေးခဲ့ပါတယ်။ပလောမြို့ပေါ်ကအရက်ဆိုင်မှာအရက်တောက်နေတဲ့ပြူစောထီတွေကိုပြစ်ခတ်ရမှာပြူစောထီခေါင်းဆောင်နဲ့အဖွဲ့ဝင်3ဦးသေဆုံးခဲ့တယ်လို့ပြည်သူ့ကာကွယ်ရေးတပ်မတော်မြေခရိုင်အမှတ်1တပ်ရင်းစီကသိရပါတယ်။ပြူစောထီအဖွဲ့ဝင်တွေဟာအခုလ6ရက်ညနေပိုင်းပလောမြို့အမှတ်2ရပ်ကွက်ကစမ်းဝင်းအရက်ဆိုင်မှာရှိနေချိန်ပြစ်ခတ်ခံခဲ့ရတာပါ။တေဆုံးသူတွေကတော့ပလောကုန်းကြီးရွာကပြူစောထီခေါင်းဆောင်ဦးကလာနီပလောမြို့ကပြူစောထီခေါင်းဆောင်ဦးကျိုသူရာနဲ့ပလောမြို့ပေါ်ကပြူစောထီကိုတန်းနိုင်တို့ဖြစ်ပါတယ်။တဝဲခရိုင်မှာပြီးခဲ့တဲ့တစ်ပတ်အတွင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်2ဦးတေဆုံးခဲ့တယ်လို့တပ်ဖွဲ့တွေရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။အခုလ1ရက်နေ့ကရေဖြူမြို့နယ်စိန်ပုံရွာအနီးကိုနေမြေရှင်းလင်းရေးသွားတဲ့ဒေါနာတက်ခွဲလေးကံပေါက်ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်ရဲဘော်ကလေးဟာစစ်ကောင်စီတပ်ဖွဲ့ရဲ့ပစ်ခတ်မှုကြောင့်ကြာဆုံးခဲ့ပါတယ်။မေလ2ရက်နေ့ကလည်းပြည်သူ့ကာကွယ်ရေးတပ်မတော်တဝင်းခဲအမှတ်1တပ်ရင်းနဲ့စစ်ကောင်စီတပ်တို့နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးတပ်စုမှုရဲဘော်စင်ရောကြာဆုံးခဲ့တယ်လို့သိရပါတယ်။ကော့တောင်မြို့နယ်မလီဝမ်ကျွော်ကိုစစ်ကြောင်းထိုးလာတဲ့အင်အား80ပါစစ်ကောင်စီစစ်ကြောင်းနဲ့ကော့တောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့နှစ်ဖက်တိုက်ပွဲဖြစ်ပွားပြီးစစ်ကောင်စီဘက်က3ဦးသေဆုံးခဲ့တယ်လို့မနေ့ကထုတ်ပြန်ပါတယ်။ပြီးခဲ့တဲ့ဧပြီလ29ရက်နေ့ကထိတွေ့တိုက်ပွဲ2ကြိမ်ဖြစ်ပွားခဲ့တာဖြစ်ပြီးစစ်ကောင်စီဘက်ကအရာခံဗိုလ်တို့နေရာမှာတင်ပွဲချင်းပြီးသေဆုံးခဲ့တယ်လို့ဆိုပါတယ်။အဲဒီနောက်ဒဏ်ရာရတပ်သား2ဦးကတော့ကော့တောင်မြို့6မှန်ရွာစီယုံမှာသေဆုံးခဲ့တယ်လို့သိရပါတယ်။မြေခရိုင်တနင်္သာရီနဲ့ကျွန်းစုမြို့နယ်အဆက်ကဝါရစ်ပိန်တော်ပြင်စစ်ကောင်စီရှီတန်စခန်းကိုတော်လိုင်းရေးပူပေါင်းတပ်ဖွဲ့တွေဘက်ကအခုလ6ရက်နေ့မှာဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။တိုက်ပွဲကြချိန်2နာရီခွဲနီးပါးကြာမြင့်ခဲ့ပြီးစစ်ကောင်စီဘက်ကဗိုလ်မှူး2ဦးအပါအဝင်4ဦးသေဆုံးခဲ့က9ဦးဒဏ်ရာရခဲ့တယ်လို့သိရပါတယ်။တိုက်ပွဲအတွင်းစစ်တပ်ဘက်က9ကြိမ်တင်တိုင်းလေကြောင်းတိုက်ခိုက်မှုလှုံ့ဆော်ခဲ့တယ်လို့ရေတပ်စစ်သည်မော်ကနေလည်းပြစ်ကူတွေပေးခဲ့ပေမဲ့စစ်ကောင်စီတပ်သားတွေကတော့စခန်းကိုစုတ်ခွာပေးခဲ့ရတယ်လို့တနင်္သာရီတိုင်းပကဖကထုတ်ပြန်ပါတယ်။တနင်္သာရီတိုင်းသတင်းဌာနရဲ့မနက်ခင်းသတင်းအစီအစဉ်ကိုနားဆင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။